သူများနဲ့မတူတာကိုလှုပ်ဆောင်မှာအောင်မြင်ရေးအကြံပေးဂူရူတွေအားလုံးလည်းဒီအကြံကိုပေးကြပါလိမ့်မယ်လူတွေလောဘတက်နေတဲ့အချိန်မှာအငြိမ်နေပါလူတွေငြိမ်နေတဲ့အချိန်ရောက်ပြီဆိုရင်တော့မိမိရဲ့လောဘကိုအဆုံးထိတင်ပါရေစံကိုပဲတက်ပါဘာလို့ဒီလိုပြောရလဲဆိုရင်လူအများစုကရေစုံမှာပဲမျောကျင်ကြပါတယ်သူတို့တွေကသူတို့အုံနောက်နဲ့ဝိရိယကိုမတုံးမဲနဲ့အများစုနေတယ်လို့နေရတာကိုကြိုက်နေတက်ကြပါတယ်စဉ်းစားကြည့်ပါလူအများစုကရွှေဈေးတက်လာတဲ့အချိန်မှာရွှေဈေးကွက်မှာရင်းနှီးမြှုပ်နှံကြပါလိမ့်မယ်ဒါပေမဲ့ပညာရှိတဲ့သူတွေကအဲ့ဒီအချိန်မှာပြန်ရောင်းနေလောက်ပါပြီအောင်မြင်ခြင်းနဲ့ဆိုရင်တော့တာမန်လူဖြစ်လို့မရပါဘူးလူအများစုလုပ်နေတာတွေကိုလေ့လာပြီးတော့မှသူတို့မလုပ်တာတွေကိုလုပ်ပါချန်တာရေးလမ်းညွှန်နံပါတ် hang out with people who are better than you တင်းထက်တော်တဲ့သူတွေနဲ့တွေ့ပါကလေးတွေနဲ့လူကြီးတွေထက်လူငယ်တွေကအပေါင်းအသင်းပိုများကြပါတယ်ဝမ်းနည်းစရာကောင်းတာတစ်ခုကလူငယ်အများစုကသူတို့ဘဝကိုမြင့်တင်ပေးမဲ့လူတွေနဲ့မပေါင်းမိကြတာပါတဲ့အနေနဲ့ဘာရည်ရွယ်ချက်မှမရှိတဲ့လူတွေနဲ့ပေါင်းနေရင်တော့ဘဝမှာအောင်မြင်မှုကိုရယူဖို့ခက်ခဲပါလိမ့်မယ်ယနေ့ခေတ်လူငယ်တော်တော်များများကခဏတာပျော်ရွှင်မှုကိုပေးနိုင်တဲ့ဖြော်ဖြေမှုတွေကိုပဲစိတ်ဝင်စားကြပါတယ်ရည်ရွယ်ချက်မရှိတဲ့သူအချိန်ကိုအလကားဖြုံးနေတဲ့သူတွေစီကနေထွက်ပြေးပြီးတော့မှတင်ပန်းနိုင်ကိုရောက်အောင်ကူညီပေးနိုင်မဲ့ရည်ရွယ်ချက်ကြီးမားတဲ့သူတွေနဲ့ပဲပေါင်းပါအပေါင်းအသင်းရွေးတဲ့နေရာမှာတင်ထက်တော်တဲ့သူတွေနဲ့ပေါင်းပါတင်ထက်ညံ့တဲ့သူတွေနဲ့ပေါင်းလို့တင်ရဲ့အသွေးခေါ်တင်ရဲ့လှုပ်ဆောင်ချက်တွေမြင့်တက်လာဖို့မျှော်လင့်နေရင်တော့တင်အမားကြီးမားနေပါပြီချမ်းသာရေးလမ်းညွှန်နံပါတ် 3 be discipline စီကံရှိပါချမ်းသာအောင်မြင်ဖို့လူတွေအားလုံးထက်တော်နေစရာမလိုပါဘူးသူတို့တွေအားလုံးထက်စီကံပိုရှိဖို့ပဲလိုတာပါကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးကလူတော်တွေမို့လို့ပေါ်တဲ့ကဘာကြီးပါလူတော်တွေတိမ့်နဲ့ချီပြီးတော့မှကြာရှုံးနေတဲ့ကဘာကြီးပါဒါပေမဲ့အဲ့ဒီကဘာကြီးကပဲမိမိကိုယ်ကိုစီကံနဲ့ထိမ့်သိမ့်တဲ့သူအငြင်းတန်းလေးလာတင်ယူနေတဲ့သူမိမိလုပ်ငန်းအပေါ်ယူသွဆွဲလန်းတဲ့သူနဲ့မတေနိုင်တဲ့ဇွဲနဲ့စ조사နေတဲ့သူတွေကိုတော့မျက်နှာတာပေးပြီးအောင်မြင်မှုကိုပေးပြပါတယ်တကယ်အောင်မြင်ခြင်းရင်စီကံရှိပါချမ်းသာရေးလမ်းညွှန်နံပါတ် 4 great things take time ကြီးမားတဲ့အောင်မြင်မှုကအချိန်ယူတတ်ပါတယ်အောင်မြင်ဖို့ရန်အတွက်တင်းရဲ့စိတ်ကူးနဲ့လှုပ်ဆောင်ချက်တွေဘလောက်ပဲကောင်းကောင်းတချို့အရာတွေကအချိန်တိုင်းတာတစ်ခုထိကြာတတ်ပါတယ်အဲ့ဒါကိုဇွဲမလျှော့ပဲစောင့်နိုင်မှအောင်မြင်မှုကိုရမှာပါမိန်းကလေး9ယောက်ကိုတလက်အတွင်တပြိုင်နဲ့ကိုဝင်ဆောင်ခိုင်းလို့လဲဒုတိယလမှာချက်ချင်းကလေးမရနိုင်ပါဘူးတောင်ခြေကကြွလိုက်တဲ့ခြေတလန်းကြောင်တောင်ပေါ်ကိုတခါတည်းမရောက်နိုင်ပါဘူးမနေ့ရေတွင်တူပြီးတော့မှညနေရေကြီးခတ်တောက်လို့မရပါဘူးလူတော်အများစုကအောင်မြင်မှုရဖို့ရန်အတွက်အချိန်တိုင်းတာတစ်ခုထိမိမိတို့ရဲ့အချိန်နဲ့ခွန်အားကိုမရင်းနိုင်တဲ့အတွက်ကြာရှုံးနေကြပါတယ်ကြီးမားတဲ့အောင်မြင်မှုကိုရခြင်းတော့မလျှော့တော့ဇွဲနဲ့စ조사လုပ်ဆောင်ပြီးအချိန်တိုင်းတာတစ်ခုထိစောင့်နိုင်မှရမှာပါမိန်းကလေး9ယောက်ကိုဒီနေ့ကိုဝင်လွယ်ခိုင်းပြီးတော့မှလာမဲလာမှာကလေးလိုချင်လို့မရပါဘူးချန်တဲ့လမ်းညွှန်နံပါတ် 5 you won't keep control of your life unless you can say no no လို့ငင်းပယ်တာတွေမလုပ်တတ်တဲ့ရွေတော့တင်ဘဝရဲ့အချိန်တွေကိုတင်ကိုယ်တိုင်ထိန်းချုပ်ခွင့်ရမှာမဟုတ်ပါဘူးတင်အချိန်ကိုအကျိုးမဲ့ဖြစ်စေဖို့အချိန်စားဘလူးတွေကတင်ကိုဝန်းရံနေကြပါတယ်ယနေ့ခေတ်မှာဘယ်နေရာရောက်ဘယ်အချိန်ဖြစ်တင်အာယုံကိုဖန်စားဖို့ social media TV ပါတီနဲ့ဇက်လန်တွဲတို့လိုစိတ်ဝင်စားစရာကောင်းတဲ့ဖျော်ဖြေမှုတွေကတောင်းလို့ပုံနေပါတယ်ဒီအရာတွေနဲ့အချိန်ကိုမဖြုံးမိဖို့တင်ကိုတင်ထိန်းချုပ်နိုင်လေတင်ရထုတ်လုပ်မှုစွမ်းအားမြင့်တက်လာလေဖြစ်မှာအမှန်ပါတင်ဖို့အတွက်တကယ်အရေးကြီးတဲ့အရာတွေကိုအရာယူနိုင်ဖို့အရေးမကြီးတဲ့အရာတွေကို no လို့ငင်းပယ်နိုင်မှရမှာပါအချင်းချုပ်ပြောရမယ်ဆိုရင်တော့ချမ်းသာအောင်မြင်ဖို့လူအများစုလုပ်တယ်လို့လိုက်မလုပ်ပါနဲ့လူများနေတယ်လို့လိုက်နေရင်တင်လဲတာမန်လူတွေတဲကတာမန်အဆင့်တဲ့လူတစ်ယောက်ပဲဖြစ်လာပါလိမ့်မယ်တင်ထက်တော်တဲ့သူတွေနဲ့တွဲပါစီကံရှိပါကြီးမားတဲ့အောင်မြင်မှုကိုရခြင်းရင်တော့၎င်းအောင်မြင်မှုရဲ့တတ်မှတ်ထားတဲ့အချိန်တိုင်းတာတစ်ခုထိဇွဲရှိရှိနဲ့စောင့်ပါအချိန်ကိုအကျိုးရှိရှိသုံးနိုင်ဖို့ညင်းပယ်တဲ့အနောက်ရှက်တွေကိုနိုးလို့သာရဲရဲညင်းပယ်လိုက်ပါ